ကိုရင်ကဝတ်သားနှက်တွေကိုပေါက်စီတဲ့တိတ်တဆိတ်အစာတုပ်ပြီးဘေးနားမှာထိုင်နေတဲ့ဆရာတော်ကြီးစီတလုံးလှမ်းပေးလိုက်တယ်ဆရာတော်ကြီးကတကိုက်ကိုက်လိုက်ယုံနေတဲ့တခုခုမမှန်ဘူးဆိုတာချက်ချင်းသိသွားတာပေါ့ကိုရင်ကတော့ဒီနေ့ပေါက်စီတွေကပိုပြီးဝါလို့ကောင်းနေတာပါလို့စင်ကြေပေးပေမဲ့ဆရာတော်ကြီးကတော့ဘာဖြစ်နေလဲဆိုတာရိပ်မိပြီးသားပါဒါပေမဲ့ကိုရင်ရဲ့လိမ်ညာမှုကိုမဖော်ကောင်းပဲကျန်တဲ့ပေါက်စီတွေကိုတခြားသူတွေကိုပါတွားဝေပေးလိုက်ဖို့ပဲမိန့်တော်မူခဲ့တယ်တကယ်တော့ရှောင်းလင်ကျောင်းတော်ကြီးကတိုင်းပြန်ပွဲအတွက်ပြင်ဆင်နေကြတာပါကိုရင်ကသူ့ရဲ့ညီနောင်တွေလေ့ကျင့်ခန်းလုပ်တဲ့အခါခွန်အားရှိစေခြင်းတဲ့အတွက်နေတိုင်းကျောင်းတော်တိုင်းနာကိုအချိန်မှရောက်လာတတ်ပါတယ်တိုင်းအပြင်ကအပေါင်းအသင်းတွေစီကအချက်ပြတာကိုမြင်တာနဲ့သူကတိုင်းပေါ်အမြန်တက်ပြီးအပြင်ကလူတွေသိအောင်တိုင်းကိုပြန်ခောက်ပြီးအချက်ပြလေးရှိတယ်အပြင်ကလူတွေကလည်းဒီအတန်ကိုကြားတာနဲ့ပြင်ဆင်ထားတဲ့အသားတွေကိုတိုင်းကြော်ပြီးပြပေးကြတာပေါ့ပြီးရင်တော့ကိုရင်ကအမိုးပြားတွေကိုတဲအိုးအဖြစ်အသုံးပြုပြီးအသားတွေကိုမှွေကြော်တော့တာပါပဲဟင်းချက်တဲ့အသားနံတွေကရှောင်းလင်ကျောင်းတော်တစ်ခုလုံးပြန့်လွင့်လို့နေခဲ့တယ်စွန်းစားဆောင်မှာထမင်းစားချိန်ရောက်တော့ကိုရင်ကပေါက်စီတွေတဲ့ဝတ်သားတွေကိုတိတ်တဆိတ်တွတ်ထည့်ပေးခဲ့ပါတယ်ဆရာတော်ကြီးကဒါကိုသိသွားတဲ့အခါမှာလည်းသူ့ကိုမစူပူခဲ့တယ်လို့အားလုံးကလည်းဒီရုပ်ဝက်ချက်ကိုဝိုင်းရုပ်ဝက်ပေးထားခဲ့ကြတယ်နောက်ရက်မှာတော့တုတ်တိုင်းသမားတွေနဲ့လက်သီးတိုင်းသမားတွေရဲ့ပြန်ပွဲစတင်ပါတော့တယ်ပြန်ပွဲစည်းကမ်းကတော့တတ်မှတ်ချိန်တွင်းမှာစုတ်တံကိုသုံးပြီးဗုဒ္ဓဆိုတဲ့စာလုံးကိုပြီးအောင်ရေးနိုင်တဲ့အဖွဲ့ကအနိုင်ရမှာဖြစ်ပါတယ်ပြန်ပွဲစတာနဲ့နှစ်ဖက်စလုံးကစုတ်တံကိုလူကိုရှိကိုတိုးဝင်ကြတာပေါ့ပြင်းထန်တဲ့လူရဲမှုအပြီးမှာတုတ်တိုင်းသမားတွေဘက်ကစုတ်တံကိုအရင်ရရှိသွားပါတယ်အသားစားထားတဲ့သူတွေကတော့တိတိတတ်တာကိုစွမ်းဆောင်ရည်ကွာခြားနေတာပေါ့လက်သီးတိုင်းသမားတွေကသူတို့ကိုချက်ချင်းလိုက်လံပိတ်ဆို့ကြပါတယ်အဲ့ဒီအချိန်မှာပဲကိုရင်ကခိုစာပုံးငတ်တကောင်ကိုလှမ်းမြင်လိုက်ရတယ်ဒါဟာတိုင်းပြင်ကတပည့်တွေစီကအချက်ပြအစ်တစ်ခုဆိုတာသူသိလိုက်ပါတယ်ကျောင်းတော်ကသူတို့အသားခိုးစားတဲ့ကိစ္စကိုသိသွားမှစိုးရိမ်တဲ့အတွက်သူကစုတ်တံကိုလူဖို့ရှိကိုချက်ချင်းပြေးထွက်သွားခဲ့ပေမဲ့လက်သီးတိုင်းသမားတွေကစုတ်တံကိုအမိအယလူယူသွားပြီးစာလုံးကိုလည်းပြီးခါနီးအထိရေးလိုက်နိုင်ပါတယ်အရေးကြီးတဲ့အဲ့ဒီအခိုက်အတန့်မှာတုတ်တိုင်းသမားတွေကစာရေးပုတ်ပြားကိုဝင်ပိတ်ပေးလိုက်တာကြောင့်ကိုရင်အတွက်အခွင့်အရေးရသွားခဲ့ပါတယ်သူကစုတ်တံကိုလူယူပြီးစာလုံးရဲ့နောက်ဆုံးပိတ်မြင့်ကြောင်းကိုဖြစ်ဆွဲရေးဆွဲလိုက်ပါတယ်ဒါပေမဲ့လက်သီးတိုင်းအဖွဲ့ကရုတ်တရက်အောင်ပွဲခံပြီးအော်ဟစ်လိုက်ကြတယ်အကြောင်းကတော့ကိုရင်ကသူ့ပြိုင်ဘက်အဖွဲ့ရဲ့စာလုံးကိုပြီးအောင်ရေးပေးလိုက်မိလို့ပါပဲသူတပည့်ကစင်ကြေပေးဖို့စူးစမ်းနေတာကိုမြင်တော့စိတ်ဆိုးသွားတဲ့ဆရာတော်ကြီးကစုတ်တံနဲ့သူ့မျက်နှာကိုမှတ်ချက်ချလိုက်ပါတော့တယ်ဒါကတော့အသားခိုးစားမိတဲ့အကျိုးဆက်ပဲဖြစ်ပါတော့တယ်